အားလုံးပဲမင်္ဂလာဗျာကျွန်တော်ဝိုင်လာ21ရက်နေ့ရဲ့ကျွန်တော်တို့ဒါဘော်ဒူးနေ့ညရဲ့ပွဲကြီးပွဲကောင်းနေတဲ့နေရာမှာကျွန်တော်အကြိုက်ဆုံးဒီပွဲကိုပွဲချုပ်30ချက်လေးလုပ်ပေးသွားခြင်းပါတယ်ဗျာချန်ပီယံလိဒါပွဲစဉ်ဒုတိယညလည်းဖြစ်တယ်ဗောလေပထမညတော့ဒါကျွန်တော်တို့အသင်းကြီးတချို့ကြီးတွေကြားခဲ့ပြီးတော့တချို့ဒါမထင်မှတ်ထားတဲ့အသင်းတွေလည်းကြီးအောင်သွားခဲ့တာလည်းကျွန်တော်တို့တွေ့ရတယ်ဗောလေအဲ့တော့ချန်ပီယံလိကတော့ကျွန်တော်မူရမာယာရမ်းများဖြစ်တဲ့အတွက်ကျွန်တော်တေချာလေးကြည့်ပြီးတော့ကစားသိခြင်းပါတယ်ခင်ဗျာကျွန်တော်ပထမဦးဆုံးပွဲကိုဒီဂါတာဆေးနဲ့ AD ကိုတို့ရဲ့ပွဲစဉ်လေးကိုစပြီးတော့ပွဲချုပ်30ချက်လေးလုပ်ပေးသွားခြင်းပါတယ်စတီချင်းမှာဆိုလို့ရှိရင် AD ကိုက level 80နဲ့ဒါ level 80ဆုံးနဲ့ကိုပေါင်းကြီးကတော့တတိတီဆိုပြီးတော့ဖွင့်ပေးထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့လက်ရှိဒီနှစ်သင်းရဲ့ကျွန်တော်တို့အနေထားအမှတ်ပေးစရာမှာကြည့်မယ်ဆိုလို့ရှိရင်လည်းဒါနှစ်သင်းလုံးကတော့ကျွန်တော်အမှတ်လိုနေတဲ့အသင်းတွေဖြစ်တယ်ပေါ့လေကျွန်တော်တို့ AD ကိုကတော့လက်ရှိ12မှတ်ရထားပြီးတော့အဆင့်10နေရာမှာရက်တည်နေပြီးတော့ကျွန်တော်တို့6ပွဲကစားပြီးရတဲ့အချိန်မှာသူ့အနေနဲ့4ပွဲနိုင်2ပွဲရှုံးတာပဲရာကို15ကိုပေးကို12ကိုပေါ့လေဒါသူ့အနေနဲ့ကျွန်တော်တို့1-8ဝင်ဖို့တွက်ဆိုလို့ရှိရင်ဒီပွဲမဖြစ်မနေအနိုင်ယူဖို့လဲနိုင်ကန်ဖို့လဲလိုအပ်ပါတယ်ကျွန်တော်တို့နောက်တစ်ပွဲ AD ကိုကဘယ်အသင်းနဲ့တွေ့မလဲဆိုတော့ဒါသူ့ရဲ့အိမ်ခွင်မှာဘိုဒိုကလင်နဲ့တွေ့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘိုဒိုကလင်နဲ့ဆိုလို့ရှိရင်သူ့ရဲ့အိမ်ခွင်မှာဘယ်လိုပဲဖြစ်တာသူ့အနေနဲ့3မှတ်ကတော့မဖြစ်မနေမျှော်လင့်လို့ရတယ်။ဒါကြောင့်မလို့ဒီနေ့ပွဲကိုဂလာတာဆယ်ရေးဥတာနိုင်မယ်ဆိုလို့ရှိရင်အခုလက်ရှိ12မှတ်ဆိုတော့ကျွန်တော်18မှတ်လောက်ထိရမှာဖြစ်တဲ့အတွက်18မှတ်ဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်သူ့အနေနဲ့ဒါ1-8ဝင်ဖို့အတွက်ဒါလုံလောက်သွားပြီလေဖြစ်တယ်ဗောလေအခုကကျွန်တော်တို့သူတို့ဒီ AD ကိုမထွေအနေနဲ့ဟာလက်ရှိဂါတာဆယ်ရေးဆိုတာတော့ကျွန်တော်တို့ဒါတအားကြီးကြက်တဲ့အနေထားတော့မဟုတ်ဘူးဗောလေအဲ့တော့လီအဆင့်တန်းရဆိုလို့ရှိရင်တော့ဒါ AD ကိုကပို့ပြီးတော့ကျွန်တော်စင်တန်းမြင့်တယ်လို့ပြောလို့ရရပါဘူးဒါပေမဲ့ဂါတာစာရေးကလည်းသူ့ရဲ့အိမ်ခွင်မှာမာကျောမှုရှိတယ်နောက်ပြီးတော့အခုလက်ရှိရတယ်6မှတ်ရတာဆိုတော့သူ့အနေနဲ့ဒါကျွန်တော်9-24ဝင်ခွင့်ရဖို့အတွက်ဆိုလို့ရှိရင်လည်းသူ့အနေနဲ့ဒီပွဲကိုမဖြစ်မနေသူလည်းဒါအနိုင်ကံဖို့လိုအပ်တာလည်းဖြစ်လို့နောက်ပွဲကလည်းကျွန်တော်တို့ဒါမလွယ်ဘူးပေါ့လေမန်စီးတီးရဲ့အိမ်ခွင်မှာသွားပြီးတော့ကစားမှာလည်းဖြစ်တယ်ပေါ့လေဒါကြောင့်မို့လို့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့သင်းရဲ့လက်ရှိအမှတ်လိုအပ်ချက်ရဲ့နောက်ပြီးတော့ဒါအိမ်ခွင်ဝခွင့်စမ်းဆောင်ရည်တွေကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်းဂါတာဆိုင်ကသူ့ရဲ့အိမ်ခွင်မှာဆိုရင်3ပွဲမှာ2ပွဲနိုင်1ပွဲရှုံးထားပါတယ်အဲ့တော့သူအိမ်ခွင်မှာနိုင်ခဲ့တဲ့အသင်းတွေမှာဆိုလီဗာပူးတို့လိုအသင်းမျိုးတွေလည်းပါတယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ဒါ AD ကိုမထွေရဲ့အဝေးကွင်းစမ်းဆောင်ရည်ကြီးမယ်ဆိုလို့ရှိရင်လည်း AD ကိုမထွေကဆိုလို့ရှိရင်ဒါအဝေးကွင်းမှာဆိုလို့ရှိရင်သူ့အနေနဲ့1ပွဲတည်းနိုင်တာတော့လည်းတွေ့ရပါတယ်2ပွဲရှုံးတာပါရာကို5ကိုပေးကိုကတော့9ကိုပေါ့လေအဲ့တော့ AD ကိုရှုံးခဲ့တဲ့ဒီအဝေးကွင်းပွဲစဉ်တွေကြီးမယ်ဆိုလို့ရှိရင်တော့လီဗာပူးတို့လိုဒါနောက်ပြီးတော့ကျွန်တော်တို့ဒါဒီအာဆင်နယ်တို့လိုမျိုးပေါ့လေအဲ့လိုမျိုးအသင်းမျိုးတွေပါတယ်တကယ်ကျွန်တော်တို့ဒါပရီးမီးယားလိရဲ့အသင်းကြီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့လေဒါကြောင့်မလို့ဒါသူတို့အနေနဲ့ရှုံးနေခဲ့တယ်လို့ကျွန်တော်ထင်တယ်ပေါ့ဒါကြောင့်မလို့ဒီနေ့ပွဲမှာတော့ဒါဂါလာတာဆာရေးကိုအီဒီကိုမထွေးနေနဲ့ဒါမဖြစ်မနေနိုင်ကန်လိမ့်မယ်လို့လည်းထင်တယ်ပြီးတော့ဒီနှစ်သင်းရဲ့ကျွန်တော်အရင်တော့ကထိတိုက်တွဲဆုံမှုတွေရှိခဲ့ပူပါတယ်ဟို2015 2014လောက်ပေါ့အဲ့တော့ကတော့ဒါအီဒီကိုကကြီးပဲအနိုင်ထားနိုင်တော့လည်းတွေ့ရပါတယ်အစင်လာရလည်းအီဒီကိုကမရှုံးတော့ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါကြောင့်မို့လို့လက်ရှိမှာဆိုလို့ရှိရင်လည်း AD ကိုမှာဆိုလို့ရှိရင်ကျွန်တော်တို့တကယ်ကိုဒါပွဲစဉ်အဖြစ်ကိုပြောင်းလဲနိုင်တဲ့ဒါကစားသမားကောင်းတွေလည်းရှိတာဖြစ်တဲ့အတွက် AD ကိုရဲ့ body နဲ့ပဲကျွန်တော်စွန့်စားခြင်းပါခင်ဗျာ AD ကိုရဲ့ body ကိုရွေးချယ်ခြင်းပါတယ်နောက်တစ်ပွဲတော့ quarter back နဲ့ front back တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘော်ဒူးနေ့ညဒါ quarter back နဲ့ front back ကဆိုလို့ရှိရင်မြန်မာစံတော်ချိန်7နဲ့15မိနစ်မှာရှင်ပြိုင်မှာဖြစ်ပါတယ်စတီဂျီမှာအရှင်ကွာတာဘက်ကိုဒါ front back ကနေပြီးတော့ level အနှုတ်50နဲ့ကိုပေါင်းချင်း3လုံးနှုတ်20ဆိုပြီးတော့ဖွင့်ပေးထားတာကိုလည်းတွေ့ရပါတယ်အဲ့တော့ quarter back နဲ့ကျွန်တော်တို့ front back ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါ quarter back ကဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့9မှတ်ရထားတယ်ဖြစ်ပါတယ်9-24ဝင်မှုအတွက်ဆိုရင် quarter back အနေနဲ့ကလေဒီပွဲမဖြစ်မနေနိုင်ရဖို့လိုအပ်တယ်ဘာကြောင့်လဲဆိုတော့ quarter back ကနောက်ပွဲကြလို့ရှိရင်ကျွန်တော်တို့လီဗာပူးရဲ့အိမ်ခွင်းမှာတက်ကစားမှာဖြစ်တဲ့ quarter back အနေနဲ့ဘလို့မှမလွယ်ကူနိုင်ဘူးအခုကကျွန်တော်တို့သူ့ရဲ့အိမ်ခွင်းအားတာချက်လည်းရှိရနောက်ပြီးတော့ front back ဆိုတာလည်းကျွန်တော်လီဗာပူးတို့လောက်ခက်ခဲတဲ့အသင်းမျိုးမဟုတ်ဘူးနောက်ပြီးတော့ front back ကလည်းကျွန်တော်တို့လက်ရှိဟိုပြောမယ်ဆိုလို့ရှိရင်ဒါဖြတ်မြင်းအသင်းတတာပဲရှိတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါ quarter back အနေနဲ့ရုံးမယ်ဆိုရင်ရုံးလို့ရနိုင်တဲ့အခွင့်အရေးရှိတယ်ဗောလေဒါမှလည်းသူ9-24ဝင်ခွင့်ရမှာလည်းဖြစ်တယ်ကျွန်တော်တို့ front back ကိုကြည့်မယ်ဆို front back ကလည်းလက်ရှိ4မှတ်ရတာလည်းဖြစ်တယ်ဗောလေအဲ့တော့ကျွန်တော် front back ကိုဆက်ပြီးတော့ဒါနောက်ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်း front back ကနောက်ပွဲမှာဆိုလို့ရှိရင်စပါးနဲ့သူ့ရဲ့အိမ်ခွင်းမှာကစားမှာဖြစ်ပါတယ်စပါးကလည်းကျွန်တော်တို့ဒါအတင်းကောင်းတဲ့တင်းဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါပရီးမီးယားလိမှာတိုင်ပတ်နေပြီးချန်ပီယံလိမှာစွမ်းဆောင်ရင်ကောင်းတဲ့အသင်းဖြစ်နေတဲ့အတွက်ကြောင့် front back အနေနဲ့လည်းမလွယ်ဘူးပေါ့လေဒါ quarter back ဆိုတာတော့ front back တော့ဒါပို့ပြီးတော့အမှတ်ယူဖို့
ချင်းဒီကောင်းတဲ့အသင်းလဲဟိုအနေထားလဲဖြစ်တယ်ပေါ့ဒီတကယ်လို့သူနောက်နှစ်ပွဲနိုင်မယ်ဆိုလို့10မှတ်ဆိုလို့ရှိရင်သူလဲတင်ချာနီးရဆို front back လဲကျွန်တော်တို့ဒါ9 to 24ဝင်ကောင်းဝင်နိုင်တယ်သူ့အနေနဲ့လဲမျှော်လင့်လို့ရသေးတယ်ဒါပေမဲ့ quarter back ကတော့ပို့ပြီးတော့ရင်ခုန်မှုကောင်းတယ်ပေါ့လေဒါကြောင့်မို့လို့ဒီနေ့ပွဲမှာကျွန်တော်တို့ဖွင့်ပေးထားတယ်ပေါ့လေဒီ front back က level အနှုတ်50နဲ့ဒါ6ပေါင်းကြီး3လုံးအနှုတ်20မှာဆိုလို့ရှိရင်တော့6ပေါ်နဲ့စွန့်စားပို့ပြီးတော့ကောင်းပါတယ် quarter back ဆိုတာလေကျွန်တော်သူ့ရဲ့ဒါကျွန်တော်တို့ကွဲမှာဆိုလို့ရှိရင်သူ့ရဲ့ဒီအစာပိုင်းကျန်ကလပ်မှာဆိုလို့ရှိရင်တကယ်ဆရာကြီးပဲပေါ့လေသူကလည်းနောက်ပြီးတော့ကျွန်တော်တို့ဒါအတက်ကင်လဲကစားတဲ့အသင်းပေါ့လေအဲ့တော့ပြီးခဲ့တဲ့ပွဲရဆိုလို့ရှိရင်လည်းဒါ agent နဲ့ဆိုလို့ရှိရင်လည်း2-4ဆိုတဲ့ရလနဲ့သူ့ရဲ့အိမ်ကွင်းမှာရှုံးခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတယ် front back ကလည်းကျွန်တော်တို့နောက်ဆုံးပွဲ3ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဂိုးသွင်းနဲ့ဂိုးပေးတယ်ဆိုတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဒါနောက်ဆုံးကျွန်တော်တို့3ပွဲမှာဆိုလို့ရှိရင် front back အနေနဲ့သူ့အနေနဲ့ဒါသူ10ဂိုးသွင်းနိုင်တယ်သူပေးတာဆို9ဂိုးတော့ပြန်ပြီးတော့ပေးထားရတယ်ပေါ့လေအဲ့တော့ quarter back ကလည်းဒီနေ့မှာဆိုလို့ရှိရင်သူ့အနေနဲ့ဖင်ပိတ်ဆော့မှာမဟုတ်ဘဲနဲ့တကယ်ကိုကျွန်တော်တို့အတကင်နှစ်သင်းရှင်းပြိုင်ဖို့ရှိတယ်လို့ကျွန်တော်တို့ဒါယုံကြည်တယ်ပေါ့ဒါကြောင့်မလို့ကိုပေါင်းပေါ်ကြိုက်ပါခင်ဗျာဟောနောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါဂျူဗင်တက်နဲ့ဘင်ဖီကာတို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ချန်ပီယံလိပွဲစဉ်ခုနှစ်ဒါမြန်မာစံတော်ချိန်ည2နာရီခွဲမှာရှင်းပြကစားမှာဖြစ်ပါတယ်စတီဂျီမှာအေရှင်ဂျူဗင်တက်ကနေ1ပေါင်90နဲ့9ပေါင်ကြီးနှလုံးအနှုတ်80ဆိုပြီးတော့ဖွင့်လာပေးတာလည်းတွေ့ရပါတယ်အဲ့တော့လက်ရှိဒီနှစ်သင်းလုံးကဆိုလို့ရှိရင်တော့ဒါဂျူဗင်တက်ကတော့9မှတ်ရထားပြီးပါပြီဘင်ဖီကာတော့6မှတ်ရတယ်နှစ်သင်းလုံးကမျှော်လင့်ကြည့်နေအကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်ကျွန်တော်တို့ဘင်ဖီကာအတွက်ကလည်းသူ့အနေနဲ့9 to 24အတွက်မျှော်လင့်လို့ရတဲ့အနေအထားလည်းဖြစ်ပါတယ်အဲ့တော့ဂျူမီတက်ရဲ့နောက်ဆုံးပွဲကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့မိုနာကိုနဲ့ဒါအဝေးခွင့်မှာသွားကန်ရမှာဖြစ်တဲ့အတွက်ဂျူဗင်တက်လည်းဒီပွဲမှာမဖြစ်မနေတာအမှတ်ယူဖို့လိုအပ်တယ်ပေါ့လေအဲ့တော့တကယ်လို့ဂျူဗင်တက်ကကျွန်တော်တရေရွက်2ပွဲကြာသွားခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့ဒါကျွန်တော်17မှတ်ဆိုလို့ရှိရင်9 to 24တော့ဝင်ကောင်းဝင်နိုင်ပါတယ်အဲ့တော့ဘင်ဘီကာကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဘင်ဘီကာအသင်းကကျွန်တော်နောက်ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ရီးရဲမထွေးနဲ့ကန်ရမှာဖြစ်တဲ့အတွက်လုံးဝမလွယ်ကူပါဘူးအိမ်ခွင်းဖြစ်နေသည့်တိုင်ရီးရဲမထွေးလို့အသင်းနဲ့ရှင်ပြိုင်မှာဖြစ်တဲ့တော့မလွယ်ဘူးနောက်ပြီးတော့ကျွန်တော်တို့ဒါအခုဘင်ဘီကာရဲ့နီးပြဂျွန်ဆဲမွန်ဟိုဟာဆိုလို့ရှိရင်သူ့အနေနဲ့ဒါခန်းစစ်အားပြုကစားရဆိုတာကိုလည်းကျွန်တော်တို့ဒီကိုတွေအားလုံးဗလာသားတွေတီးတဲ့အတိုင်းပဲပေါ့လေအဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒါခန်းစစ်ကိုအားပြုကစားလာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကောင်နာတွေကနေတက်ပြီးတော့ဒါတကူတော့ရလို့ရှိရင်သူ့အနေနဲ့ဒါကျွန်တော်ခန်းစစ်ကိုပိတ်ဆော့ပြီးတော့ပဲဒါဂျူဗင်တက်ကိုအဲ့လိုမျိုးဒါမှမဟုတ်လည်းဂျူဗင်တက်ကြီးကတရေတမတ်ဖြစ်ရအောင်ယူပြီးတော့ပဲဒါကျွန်တော်တို့ပွဲကိုအဆုံးသတ်သွားလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ဒီနေ့တင်းရဲ့အရင်တော့ဟတ်တူကထိတ်ထိတ်တွေ့ဆုံမှုတွေကြည့်မယ်ဆိုလို့ရှိရင်လည်းဘေဘီကာကကျွန်တော်တို့စုစုပေါင်းနောက်ဆုံးဒါတွေးခဲ့တဲ့အားလုံးပေါင်း9ကြိမ်ရှိပါတယ်အဲ့မှာဘင်ဘီကာကကျွန်တော်တို့4ကြိမ်နိုင်ပြီးတော့တရေ3ကြိမ်ကြာပါတယ်ဂျူဗင်တက်တစ်ခါမှမနိုင်တော့ဒီနေ့ပွဲမှာလည်းကျွန်တော်တို့ဒါဘင်ဘီကာအနေနဲ့အနေဆုံးတရေကစားနိုင်လိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ဒီဘော်လီထက်စားလို့ရှိရင်ဂိုးပေါင်းအောက်ကိုပို့ပြီးတော့ကြိုက်ပါတယ်ဂျူဗင်တက်နဲ့ဘင်ဘီကာပွဲကိုကျွန်တော်ဂိုးအောက်ကြိုက်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါဘိုင်ယန်မြူးနစ်နဲ့ယူနီယန်စိတ်တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်စတီကြီးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အေရှင်ဘိုင်ယန်ကနေပြီးတော့3လုံးအပေါင်း100နှလုံးအရှုံးပဲပြောပါတော့3လုံးပေါင်း100နဲ့ဒါ9ပေါင်းကြီး၄လုံးအပေါင်း20ဆိုပြီးတော့ဖွင့်လာပေးတာလည်းတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဘိုကီဒီကတော့ဒီကြေးကိုကြည်ချင်းအပြစ်တာဘိုင်ယန်တစ်ဖက်သက်တဲ့ဂိုးတွေရမယ်ဆိုတဲ့အနေအထားမျိုးကိုဖွင့်ပေးထားတာလည်းတွေ့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီနေ့တင်းရဲ့လက်ရှိအမှတ်ပေးစရာအနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘိုင်ယန်မြူနစ်ကလက်ရှိ15မှတ်ရထားလည်းဖြစ်ပါတယ်သူအနေနဲ့ဒါ1 to 8ဝင်ဖို့အတွက်ကတော့လုံးကျွန်တော်တို့ဒါဝင်သွားပြီလို့တော့မှပြောလို့ရပါတယ်15မှတ်ဆိုလို့ရှိရင်ဒီပွဲကိုနိုင်လို့ရှိရင်ဒါ18မှတ်ဆိုလို့ရှိရင်ဒါသူ့အနေနဲ့ဒါ AC ဝင်သွားပြီလည်းဖြစ်ပါတယ်ပြီးတော့လက်ရှိတွေးနေတာလေကျွန်တော်တို့ဒါပွဲချက်မဟုတ်ဘဲနဲ့သူတို့အနေနဲ့ဒါလုံးကျွန်တော်တို့အိမ်ခွဲမှာဆိုလို့ဂိုးတွေနဲ့ဖြောပြရမယ့်ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်လို့လည်းကျွန်တော်ထင်ပါတယ်လက်ရှိ Union စိတ်ကိုကြည့်မယ်ဆိုလို့ရှိရင် Union စိတ်ကတော့ဒါကျွန်တော်တို့သူ့အနေနဲ့6မှတ်ရထားပြီးတော့မျောလင်းချက်ရှိသေးတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဘိုင်ယန်နဲ့တွေ့နေတဲ့အနေအထားမှာတော့အဆင်မပြေဘူးပေါ့လေအဲ့တော့နောက်ပွဲမှာဆိုလို့ရှိရင်သူကအတလန်တာနဲ့ကန်မှာသူရဲ့နောက်ဆုံး2ပွဲရဆိုလို့ရှိရင်လည်းဒါပွဲချက်တွေဖြစ်တယ်ဘိုင်ယန်တော့ပို့ပြီးတော့ကြက်တာပေါ့လေနောက်ပြီးတော့ကျွန်တော်တို့ဘိုင်ယန်မြူနစ်ဆိုတာလည်းဒါလက်ရှိသူရဲ့အိမ်ခွင်းစွမ်းဆောင်ရည်တွေကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါရှုံးပွဲလုံးဝမရှိထားသေးဘူး3ပွဲကစား3ပွဲနိုင်တယ်10ဂိုးသွင်းတယ်2ဂိုးတည်းပေးထားရတဲ့ဘိုင်ယန်မြူနစ်လည်းဖြစ်ပါတယ်ယူနီယန်စိတ်ရဲ့အဝေးကွင်းပွဲတွေကြည့်မယ်ဆိုလို့ရှိရင်လည်းယူနီယန်စိတ်ကလည်းကျွန်တော်တို့ဝေးကွင်းမှာမစိုးဘူးပေါ့လေဒါ3ပွဲကစားထားပြီးတဲ့အချိန်မှာ2ပွဲနိုင်1ပွဲရှုံးပေါ့လေဒါပေမဲ့ကျွန်တော်တို့ဘိုင်ယန်မြူနစ်ရဲ့ကွင်းမှာတော့ယူနီယန်စိတ်အနေနဲ့ဘာမှတော့အများကြီးမျှော်လင့်လို့ရမှာမဟုတ်ပါဘူးယူနီယန်စိတ်လို့အသင်းမျိုးဆိုလို့ရှိရင်ဘိုင်ယန်မြူနစ်နဲ့ကဒါအဆင့်တန်းကြီးကလည်းကျွန်တော်တို့ကွာခြားမှုရှိတယ်ပေါ့လေအသင်းရဲ့ဒီကလပ်အဆင့်တန်းရဆိုလို့ရှိရင်နောက်ပြီးတော့ဘိုင်ယန်မြူနစ်ဆိုတာလည်းအသင်းတိုင်းကိုညတာမှုရှိတဲ့ဘိုင်ယန်မြူနစ်မဟုတ်ပါဘူးဒါသူကတော့ဂိုးရရင်ရတော့ဒါတွင်းတတ်တဲ့အသင်းမျိုးဖြစ်တယ်ပေါ့လေဘဒုမှဒါမညာမတာကျွန်
ကျွန်တော်တို့ဂိုးတွေတဖုံတိုင်းတွင်းတဲ့အသင်းဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ဘိုင်ယန်မြူနစ်ဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဗျာဘိုင်ယန်မြူနစ်ဘော်ဒီကိုပို့ပြီးတော့ကြိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒါချန်ပီယံလိဒုတိယညရဲ့အကောင်းဆုံးပွဲစဉ်၄ပွဲကိုပွဲချုပ်30ချက်လုပ်ပေးခဲ့တာဖြစ်ပါတယ်ချန်ပီယံလိပွဲစဉ်တွေကမူရမှန်ရများတဲ့အတွက်ဒီကိုတို့ကျွန်တော်အကိုတွေရဲ့ဒါအကြိုက်ချင်းတူတဲ့ပွဲတွေယူပြီးတော့အကြိုက်မတူတဲ့ပွဲတွေဆိုရေးဘက်ကံပြီးတော့ကစားကြပါလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာရေးကြည့်တာနိုင်ဖို့ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်